crypto လောကကြီးတစ်ခုလုံးစောင့်ကြည့်နေကြတဲ့အရာရှိပါတယ်။အဲ့ဒါကတော့ ETF တွေပါ။ ETF တွေကြောင့် crypto လောကကပျက်စီးသွားနိုင်တယ်လို့ပိုပြီးလဲကောင်းလာနိုင်မဲ့အလားအလာတွေရှိနေပါတယ်။ဒီနေ့မှာတော့အဲ့ဒီ ETF တွေအကြောင်းကိုသိချလေးရှင်းပြပေးချင်ပါတယ်။ဆိုတော့ဗီဒီယိုလေးကိုစားလိုက်တာပေါ့။ ETF ဆိုတာဘာလဲ။ ETF ဆိုတာက Exchange Traded Fund မှာလိုလည်းပြောရရင် stock share ဈေးကွက်ထဲမှာ Bitcoin ဒါမှမဟုတ် Ethereum တို့လိုမျိုး crypto တွေကို share တစ်ခုလိုမျိုးဝယ်လို့ရအောင်လို့ဖန်တီးပေးထားတဲ့တရားတစ်စင်းလို့မြင်ကြည့်လို့ရပါတယ်။ပုံမှန်ဆိုလို့ရှိရင် Bitcoin ဝယ်ချင်တယ်ဆိုရင် crypto exchange တွေအကောင့်ဖွင့်ရမယ်။ wallet တွေနဲ့ထိန်းသိမ်းရမယ်။ seed phrase တွေမှတ်ရမယ်။တော်တော်ကိုမှရှုပ်ပါတယ်။ဒါပေမဲ့ ETF တွေပေါ်လာတဲ့အခါကျတော့ ရိုး stock share ဝယ်တယ်လို့မျိုးပဲဖုန်းလေးထဲမှာ club လေးတစ်ချက်နှိပ်ပြီးတော့ဝယ်လိုက်ရုံပါပဲ။နောက်ပွဲမှာကတော့ BlackRock တို့လိုမျိုး company ကြီးတွေက Bitcoin အစစ်ကိုဝယ်ပြီးတော့တင်ပေးထားပါတယ်။ဒါကြောင့်လည်းသူတွေကပို့ပြီးတော့စိတ်ဝင်စားကြတာပါ။ဒီပညာနားမလဲတဲ့သူတွေ company ကြီးတွေရဲ့ပတ်စံတွေဝင်လာနိုင်တဲ့လမ်းကြောင်းကြီးတွေဖြစ်နေလို့ပါ။ ETF inflow နဲ့ outflowနောက်ထပ်အရေးကြီးတာကတော့ inflow နဲ့ outflow ပါဒါကဈေးကွက်ရဲ့အတက်အကျကိုဆုံးဖြတ်ပေးတဲ့အဓိကတော့ချက်ပါပဲ inflow ဆိုတာယင်းနှိမ့်တဲ့သူတွေက ETF share တွေကိုဝယ်လိုက်လို့ BlackRock တို့လိုမျိုး company တွေက Bitcoin အစစ်ကိုဈေးကွက်ထဲကနေလှိုင်းဝယ်ရတဲ့အခြေအနေပါပတ်စံတွေစီးဝင်လာတယ်ဝယ်လို့အားရတက်လာတယ်ဒါဆိုလို့ရှိရင် Bitcoin ဈေးကလည်းအလိုလိုတက်လာရောဒါက bull market အတွက်ကိုလောင်စာဆီဖြစ်ပါတယ်ပြောင်းမြတ်အနေနဲ့ outflow ဆိုတာကတော့ယင်းနှိမ့်တဲ့သူတွေကသူတို့ရဲ့ ETF share တွေကိုပြန်ရောင်းထုတ်လိုက်တာပါအဲ့ဒီအခါမှာ ETF ထုတ်တဲ့ company တွေကလည်းသူတို့လက်ထဲက Bitcoin တွေကိုပြန်ရောင်းပြီးတော့ငွေသားပြန်အန်ပေးရပါတယ်ရောင်းအားများလာတော့ဈေးကွက်ကအလီအောင်ပြပြီးတော့ဈေးချသွားတတ်ပါတယ်ဒါကြောင့်မနက်မိုးလင်းတာနဲ့ ETF data တွေကိုစောင့်ကြည့်နေကြတာကဒီ inflow နဲ့ outflow ကနေတဆင့်အဖွဲ့အစည်းကြီးတွေဝယ်နေလားရောင်းနေလားဆိုတာကိုအကဲခတ်နေကြတာဖြစ်ပါတယ်ဆိုတော့အစိုးရတွေကဒီ ETF တွေကိုသုံးပြီးတော့ crypto ကိုဘယ်လိုထိန်းချုပ်ဖို့စ조사နေတာလဲဆိုတာကိုခပ်ပြီးတော့ဆွေးနွေးကြည့်ရအောင်ပါဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကအစိုးရရဲ့အခန့်ကဏ္ဍပါပဲအရင်တော့က crypto ဆိုတာကအစိုးရတွေလက်မမီတဲ့နေရာထိန်းချုပ်ဖို့ခက်တဲ့နေရာတစ်ခုပါဒါပေမဲ့ ETF တွေပေါ်လာတဲ့အခါမှာကစားပွဲကပြောင်းသွားပါတယ်အစိုးရတွေအနေနဲ့ Bitcoin ကိုဓာတ်ရိုက်ပြပင်လို့မရမယ်တိလာတဲ့အခါမှာစနစ်တကျပေါင်းခက်ပြီးတော့ထိန်းချုပ်ဖို့စ조사လာကြပါတယ် ETF ဆိုတာကSEC လိုမျိုး American ငွေကြေးထိန်းချုပ်ရေးအဖွဲ့အစည်းကြီးတွေရဲ့လက်အောက်မှာတရားဝင်မှတ်ပုံတင်ထားရတာပါ။ဒါကြောင့်ဘသူတွေဘလောက်ဝယ်လဲဆိုတာကိုအစိုးရကအတိအကျကိုသိနိုင်ပါတယ်။အရင်ကလိုလှုပ်ဝက်ပိုင်ဆိုင်ခွင့်ဆိုတာ ETF မှာမရှိပါဘူးပြီးတော့အခွန်ကောက်ဖို့ကလည်းအရန်ကိုမှလွှဲသွားတာပါဒါကြောင့်အစိုးရတွေကဒီ ETF တွေကနေတစ်စစ် crypto ဈေးကွက်ရဲ့ဈေးနှုန်းအတက်အကျကိုတွယ်ဝိုက်ပြီးတော့ထိန်းချုပ်နိုင်စွမ်းရှိလာပါတယ် Wall Street ကငွေကြေးအများဝင်လာတာနဲ့အမျှ crypto ကဗဟိုချုပ်ကိုင်မှုကင်းမဲ့တဲ့သဘောတရားကနေလူရုံငွေကြေးဈေးကွက်တစ်ခုလိုဖြစ်လာအောင်လို့ပုံဖော်နေကြတယ်လို့လည်းပြောလို့ရပါတယ်ဆိုတော့ ETF လောကရဲ့မမြင်ရတဲ့ငွေတိုက်ကြီးအကြောင်းကိုလည်းဆက်ပြီးတော့ပြောရပါပေါ့ ETF အကြောင်းပြောရဲဆိုလို့ရှိရင်တော့မဖြစ်မနေသိထားမယ့်အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ Coinbase ရဲ့ custody ပါပဲခုနကပြောခဲ့သလို BlackRock တို့လိုမျိုးယင်းနှိမ့်တဲ့မှုကုမ္ပဏီအကြီးကြီးတွေက Bitcoin ETF တွေကိုရောင်းနေတယ်ဆိုပေမဲ့တကယ်တမ်းသူတို့ဝယ်ထားတဲ့ Bitcoin တွေကိုသူတို့ရုံခန့်ထဲမှာတင်ထားတာမဟုတ်ပါဘူးသူတို့အားလုံးနှိပါက Coinbase လိုမျိုးကုမ္ပဏီတစ်ခုရဲ့စီမှာပဲရှုံစီပြီးတော့တွားအပ်ထားကြတာပါမြင်အောင်ပြောရရင်ကမ္ဘာကျော်ဖန်ကြီးတွေကသူတို့ပိုင်တဲ့ရွှေတွေကိုဗဟိုဘဏ်တစ်ခုတည်းရဲ့ညီအောက်ခံမှာတွားပြီးတော့စုပုံထားသလိုဖြစ်နေရပါဒါကို Coinbase custody လို့ခေါ်ပါတယ် ETF share တွေဘလောက်ပဲအရောင်းဝယ်ဖြစ်နောက်ဘက်က Bitcoin အစစ်တွေကတော့ Coinbase ရဲ့ digital wallet တွေထဲမှာနှင်းလေးထားနေတာဖြစ်ပါတယ်။ဒါကအပေါ်ရန်ကြည့်ရင်တော့စနစ်ကျသလိုလုံခြုံသလိုရှိတယ်ဆိုပေမဲ့ဒေတာစဉ်းစားကြည့်ရင် crypto လောကအတွက်စိုးရိမ်စရာအခြေအနေတစ်ခုကိုဖန်တီးနေတာဖြစ်ပါတယ်။ဒီနေရာမှာပြဿနာကဘာလဲဆိုတော့ centralization လို့ခေါ်တဲ့ဗဟိုချုပ်ကိုင်မှုလွန်ကဲလာတာပါပဲ။ American မှာရှိတဲ့ spot Bitcoin ETF ထုတ်တဲ့ company 10 ခုလောက်ရှိရင်10ခု9ခုလောက်က Coinbase ကိုပဲသုံးနေကြတာပါ။ဒါက crypto သမိုင်းမှာတစ်ခါမှမရှိဘူးတဲ့ single point of failure ဒါမှမဟုတ်တနေရာထဲမှာစုတုံပျက်စီးနိုင်တဲ့အန်ဒီရဲ့ကိုဖိတ်ခေါ်နေတယ်လို့ဖြစ်နေပါတယ်။ဥပမာ Coinbase ရဲ့စနစ်တစ်ခုသာချိုးရင်းသွားမယ်ဒါမှမဟုတ် hacker တွေက Coinbase ကိုထိုးဖောက်နိုင်သွားမယ်ဆိုရင် ETF ဈေးကွက်တစ်ခုလုံးပြိုလဲသွားနိုင်ပါတယ်။ယင်းနှိမ့်သူရဲ့ဒေါ်လာဘီလီယံပေါင်းများစွာသောပိုင်ဆိုင်မှုတွေကကုမ္ပဏီတစ်ခုရဲ့လုံခြုံရေးစနစ်အပေါ်မှာပဲလုံးလျားမိခိုနေရတဲ့အခြေအနေဖြစ်နေရပါBitcoin ကိုရဲ့ကြီးကဘလောက်ပဲလုံခြုံပါရပြော Bitcoin ကိုတင်ထားတဲ့ကိုတောင်ကြီးကမလုံခြုံရင်ဘာမှကိုမထူးလာပါ
ဆိုတော့အစိုးရကနောက်ွယ်ကနေပြီးတော့ကျိုးကင်မှုပိုလွယ်သွားတဲ့အခြေအနေကိုလည်းတစ်ချက်လေ့လာကြည့်ပါမယ်အစိုးရတွေရဲ့ထိန်ဆို့တာတွေစဉ်းစားဖြတ်တောက်တာတွေကလည်းနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုပါဘစ်ကွိုင်ကိုစပြီးတော့ထွင်ခဲ့တဲ့ဤရွယ်ချက်ကဘယ်အစိုးရဘယ်အာဏာပိုင်ငါမှပိတ်လို့မရသိမ်းလို့မရအောင်လို့ဖြစ်ပါတယ်ဒါပေမဲ့အခုလို Bitcoin အများစုကြီးက Coinbase လို့ American အစိုးရဥပဒေအောက်ကကုမ္ပဏီတစ်ခုထဲမှာရှောင်းနေတဲ့အတွက်အစိုးရအတွက်ထိချုပ်ရတာအယမ်းမှလွယ်သွားပါတယ်တကယ်ဆို American အစိုးရကနိုင်ငံရေးအရာပဲဖြစ်ဖြစ်ဥပဒေကြောင့်အရာပဲဖြစ်ဖြစ်အကြောင်းပြချက်တစ်ခုခုနဲ့ဒီ Bitcoin တွေကိုမရွေးစေနဲ့လို့အမိန့်ပေးလိုက်ရင် Coinbase အနေနဲ့ညှဉ်းဆန်ဖို့ခက်ပါလိမ့်မယ်အဲ့ဒီအချိန်ကျရင် ETF ဝယ်ထားတဲ့သူတွေရဲ့ပိုင်ဆိုင်မှုတွေကအစိုးရရဲ့လက်ထဲကိုရှောင်းနေတယ်လို့ဖြစ်သွားပါပြီဒါကြောင့် ETF ဆိုတာကဈေးကွက်ကိုကြီးထွားစေတဲ့ဆိုပေမဲ့တစ်ဖက်မှာလည်း crypto ရဲ့အနှစ်သာရဖြစ်တဲ့လွတ်လပ်မှုကိုတဖြည်းဖြည်းချင်းဝါမျိုးသွားနိုင်တဲ့ NDS ရှိတဲ့ဆိုတာကိုမေ့ထားလို့မရပါဘူးနောက်ဆုံးအနေနဲ့ပြောစင်တာကတော့ ETF ကြောင့် crypto ဈေးကွက်ရဲ့သဘောတဘာဝပြောင်းလဲသွားပုံမှာအရင်က crypto ဆိုတာ24နာရီပတ်လုံး9ရက်မရှိတဲ့ဈေးကွက်ဖြစ်ပါတယ်ဒါပေမဲ့ ETF တွေကတော့ American Stock ဈေးကွက်ဖွင့်ချိန်မှာပဲအရောင်းဝယ်ဖြစ်ပါတယ်ဒါကြောင့်အခုနောက်ပိုင်းမှာ Stock ဈေးကွက်ဖွင့်ချိန်နဲ့ပိတ်ချိန်တွေမှာ Bitcoin ဈေးအတက်အကျကျနေရကိုတွေ့လာရတာဖြစ်ပါတယ်ပြီးတော့အဖွဲ့အစည်းကြီးတွေဝင်လာတဲ့အတွက်ဈေးဘက်ကပိုပြီးတော့ရင်းကျက်လာနိုင်တယ်လို့ဈေးတက်ကျကျန်းတာတွေလည်းလဲသွားနိုင်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်း Waze တွေကတည်င်းတွေကိုအသုံးချပြီးတော့ဈေးကွက်ကိုသူတို့လူတို့လို့ဆွဲမတာရိုက်ချတာတွေလို့ပို့ပြီးတော့တွေ့သွားပါတယ်ဒါကြောင့် Index နဲ့တွေအနေနဲ့ကတော့ ETF flow တွေကို get မ get ကြည့်ပြီးတော့သူတို့ရဲ့ခြေလှမ်းတွေကိုစောင့်ကြည့်ပြီးမှကိုယ့်ရဲ့ trading strategy တွေကိုချမှတ်တင်ပါတယ်တကယ်လို့ကိုက trading ကိုစိတ်ဝင်စားလို့စားလို့ရှင်နေဆိုရင်အနည်းဆုံး crypto agent account တစ်ခုရရှိထားဖို့လိုပါတယ် crypto agent account ရေးမယ်ဆိုရင်တော့ကမ္ဘာမှာလူတော့အများဆုံးဖြစ်တဲ့ Binance account ကိုအခုပြထားတဲ့ crypto မိတ်ရဲ့ referral code ကိုတုံးပြီးဖွင့်လို့ရပါတယ်ဒီကောင်းနဲ့ဖွင့်မယ်ဆိုရင်တာမန် Binance account မဟုတ်တော့ဘဲနဲ့ trading လုပ်တိုင်းမှာပေးရတဲ့ trading fees ရဲ့ 20% ကိုတက်တက်လုံး discount ရမယ် crypto မိတ်ကနေပြီးတော့ကို user တွေအတွက်တီးတက်လုပ်ပေးထားတဲ့ VIP group ကိုလည်းဝင်ရအောင်မှာဖြစ်ပါတယ်ဒီ group ထဲမှာကတော့ trading လုပ်ကြပြီးဖြစ်တဲ့ pro trader တွေကိုယ်တိုင်တင်မိနေတဲ့ market analysis တွေ trading signal တွေနဲ့ up to date news တွေကိုအချိန်နဲ့တပြေးညီဖတ်လို့ရမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီ group ကပတ်စံဘလောက်ပေးဝင်လို့မရဘဲနဲ့ကုတ်သုံးပြီးတော့ဖွင့်ထားတဲ့ user တွေအတွက်တီးတက်ဖြစ်ပါတယ်ဒါတွေတင်မကသေးဘဲနဲ့ crypto မိတ်ကနေပြီးတော့လာစင်လာတိုင်းလုပ်ပေးနေတဲ့ campaign တွေကနေပြီးတော့ reward တွေကိုဒီ code user တွေက exclusive reward တွေထပ်ပြီးတော့ရောက်နိုင်ပါသေးတယ်ဆိုတော့ဒီလိုမျိုးအခွင့်အရေးကောင်းတွေကိုလက်လွတ်မတော့အောင် Binance account ဖွင့်မယ်ဆိုလို့ရှိရင် crypto မိတ်ရဲ့ referral code ကိုသုံးပြီးတော့ဖွင့်ဖို့မမေ့ပါနဲ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ crypto မိတ်ပါနောက်ဗီဒီယိုမှာပြန်တွေ့ရပေါ့